မင်္ဂလာပါပရိသတ်ကြီးတမင်းရဲ့အတွင်းနိုင်ငံရေးသတင်းကားပုဂ္ဂိုလ်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်ကတော့မကြသေးမီကပြုလုပ်ခဲ့တဲ့အမေရိကန်နိုင်ငံနဲ့အစ္စရေးနိုင်ငံတို့၏တိုက်ခိုက်မှုများကြောင့်အသစ်ရွေးချယ်တင်မြှောက်ထားသောအီရန်နိုင်ငံခေါင်းဆောင်ကြီးဟာအသက်ရှင်နေပေမဲ့လည်းဒဏ်ရာရရှိသွားမည်ဟုယုံကြည်ကြောင်းသမ္မတဒေါ်နယ်ထရန့်ကပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်အီရန်နိုင်ငံပိုင်မီဒီယာကတော့သူဟာစစ်ပွဲတွင်ဒဏ်ရာရရှိခဲ့ကြောင်းကြေညာထားပြီးအသေးစိတ်ကိုတော့မသိရသေးပါဘူးရှင်ဒုတိယသတင်းတစ်ပုဒ်ကတော့ကမ္ဘာတဝန်းရေနံစီးဆင်းရန်အလွန်အရေးပါသောလမ်းကြောင်းကြီးတစ်ခုဖြစ်တဲ့ဟော်မုဇ်လက်ကြားအားပိတ်ချပစ်မှာမဟုတ်ကြောင်းအီရန်နိုင်ငံက UN ကိုပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်တင်မောများဖြတ်တန်းတော်လာခင်ကိုလွတ်လွတ်လပ်လပ်ခွင့်ပြုထားမှာဖြစ်တော်ညာလည်းပဲ၎င်းတို့အီရန်နိုင်ငံအနေဖြင့်ကိုအေရီယာဤလုံခြုံရေးအားစောင့်ကြည့်ကာကွယ်ရန်အခွင့်အရေးချကြောင်းပြောဆိုထားပါသေးတယ်ရှင်တတိယသတင်းတစ်ပုဒ်ကတော့အမေရိကန်နိုင်ငံနဲ့ချုပ်ဆိုပြီး USMCA ကုန်သွယ်ရေးသဘောတူစာချုပ်ဟာအလွန်အရေးပါကြောင်းကနေဒါနိုင်ငံနဲ့မက္ကဆီကိုနိုင်ငံမှပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ထိုစာချုပ်ဟာအမေရိကန်ကနေဒါနဲ့မက္ကဆီကိုနိုင်ငံသုံးနိုင်ငံကြားချုပ်ဆိုသောစာချုပ်ဖြစ်ပြီးကုန်သွယ်ရေးကုန်သွယ်စည်းချက်ခွန်နဲ့စီးပွားရေးဆိုင်ရာပူးပေါင်းလှုပ်ဆောင်မှုသဘောတူချက်များပါဝင်မှာပဲဖြစ်ပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ယူကရိန်းနိုင်ငံပိုင်ဆိုင်သောတန်ချက်ကားရင်2စီးအားဟန်ဂေရီနိုင်ငံဘက်ကပြန်ပေးခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ဒါပေမဲ့လည်းထိုရင်များတဲ့တွင်ပါရှိသည့်ဒေါ်လာ82မီလီယံတန်ငွေသားများနဲ့ရွှေတန်ချိန်များကိုတော့တင်ထားဆဲဖြစ်ပြီးဒါဟာငွေကြေးခဝါချမှုဖြစ်နိုင်တဲ့အတွက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်းဟန်ဂေရီနိုင်ငံဘက်ကပြောကြားခဲ့ကယူကရိန်းနိုင်ငံကတော့ထိုလုပ်ရပ်နဲ့ပတ်သက်ပြီးရှုတ်ချထားပါတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့16နှစ်အောက်ကလေးငယ်များအားဆိုရှယ်မီဒီယာအသုံးပြုခွင့်ပိတ်သိမ်းထားပေမဲ့လည်းအော်စတြေးလျနိုင်ငံဆဲကျော်သက်ဤ9ပုံတစ်ပုံဟာ TikTok နဲ့ Snapchat များကိုအသုံးပြုနေစေဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ဒါအပြင်အချို့သောဆဲကျော်သက်များဟာဆိုရှယ်မီဒီယာကိုအသုံးပြုရတဲ့အတွက်နည်းလမ်းအမျိုးမျိုးကိုရှာဖွေနေကြောင်းလည်းသိရှိရပါတယ်ရှင်